အခုအပိနိုင်ထိုင်နေတဲ့ရှမ်းမိုင်ကိုချက်ချင်းထားတော့မှဖြစ်ပါတယ်အချက်တော့ဖီလီလေးဆောင်းရဲမိုက်တဲ့ခီးစဉ်တစ်ခုစားတော့မှာအဲ့တော့ခုလောတဲ့ဒါကျွန်တော်ညီလေးဆိုင်ငယ်စင်နေခြင်းဖြစ်ပါတယ်ခီးရဘယ်လောက်ထိအဆင်ပြေပြေအစီအစဉ်တကျဆင်လဲဆိုတော့ ADB မှာပုံမပါပါဘူးကျွန်တော်တို့ carrier ကျိုးနဲ့သွားမှာဖြစ်ပါတယ်လွယ်ဟိတ်တွေကို carrier ကျိုးနဲ့ကျွန်တော်ပြောရရင်တော့ဒါဟိုကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ဒါဟိုကျွန်တော်တို့ဆိုင်ငယ် carry ကျိုးပေါ့ဗျာအဲ့လိုကျွန်တော်တို့ဒီလို carry ကျိုးနဲ့သွားမှာဖြစ်ပါတယ်ဟုတ်ရဘလို့ရိုက်တယ်တော့ဘလို့ဒါပါပဲဆိုင်ငယ်လည်းကြည့်ပါဒါကိုရှိတဲ့ဟာနဲ့သွားခြင်းဖြစ်ပါတယ်အဲကြောင့်ညကီကိုလည်းနောက်ခါကျရင်ကိုမိတ်ဆွေလည်းနောက်ခါ join လို့ရပါတယ်ကျွန်တော်ဒါဆို engine power မတူပါဘူးဒီကောင်ဆို400ပါဒီကောင်ဆို950ပါဒီကောင်ဆို155ပါအဲဒီကောင်ဆို965ပါကောက်ရန် planning ကောင်းတဲ့ trick လေးနဲ့မိတ်ဆက်ပေးမယ်ဒါရဲဟောကောပျော်ရွှင်စွာနဲ့ထွက်ခါပြီးတဲ့နောက်မှာတော့ရုတ်တရက်ကြော်တဲ့အချိန်မှာကျွန်တော်တို့ဆိုင်ငယ်တွေကတစ်စီးရထိုးရတော့ခဲ့ပါတယ်ရက်သွားတဲ့ဆိုင်ငယ်ကိုကန်ပြီးရုတ်တရက်အကျော်အန်တုံအရောက်မှာကျွန်တော်တို့ကိုမကြည့်ရတဲ့ရာမကာလူလင်တယောက်ဟာဘေးနာအိတ်နေတဲ့ workshop ဆရာနှုတ်ပြီးတဲ့အခါမှာတော့ถ้าไฟดีมันจะวิ่งอย่างนี้เลยมีไฟวิ่งรอบนี่นะตอนสตาร์ทอ่ะดูโอเคมันก็มีเสียงด้วยတညလုံးထိုင်းစကားမတက်တဲ့ကျွန်တော်တို့အချောင်အဖွဲ့နဲ့ workshop ဆရာကြီးတို့ဆိုင်ငယ်ပြင်ပြီးတဲ့နောက်ဇက်ဆရာလူကြမနက်ကင်းမှာနောက် workshop တစ်ခုပြောင်းခဲ့ရပါတယ်ဟောတဲ့ workshop workshop မနက်ခင်းဆိုင်ငယ်ပြင်ပြီးနေ့လယ်3နာရီအန်တုံကနေစထွက်ခဲ့တယ်နောက်ဆုံးတော့ချင်းမည7ကျော်လောက်ရောက်ခဲ့ပါတယ်ဘယ်ဘက်ထဲမှာ8နာရီကြာကျွန်တော်24နာရီWe come back again. We come back again. မြေပေါ်ဝမတူတာပစ္စည်းရမပြေဆုံးတာဘာသာစကားအခက်အခဲရှိတာဒီပြဿနာတွေကြားရတဲ့နေမှာကျွန်တော်တို့ရဲ့ကီလို2500ကျော်ခီးလေးဒီမှာနေပြီးဆုံးသွားခဲ့ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်